Yo guys, welcome back to Shiro Gaming အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မေးတွေကနေပြီးတော့ကိုင်ရလွယ်ပြီးတော့ damage ကိကြီးတွေပေးနိုင်တဲ့ Angela ကို guide လုပ်ပြီးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ intro လေးပြီးသွားရင်စလိုက်ကြရအောင်Budget Flame Incantation Angela ရဲ့ basic ကတော့သူ့ရဲ့ skill တစ်ခုခုနဲ့ enemy ကို damage ထိစေမယ်ဆိုရင် enemy စီမှာ branding stat တစ်ခုရမှာပါပြီးတော့ Angela ကိုယ်တိုင်ကလည်း movement speed တိုးလာစေမယ် stat တစ်ခုရအောင်မှာပါ stat 2မျိုးလုံးက10ခုစီစုလို့ရပြီးတော့3စက္ကန့်အထိခံမှာပါ stat ရှိနေတဲ့ enemy ကို skill ထိသွားမယ်ဆိုရင် magic damage 10နဲ့ level align 12% ထိတိုးလာအောင်မှာပါAngela ပေါ်မှာရှိတဲ့ strat တွေကတော့သူ့ကို movement speed 2% စီတိုးလာစေမှာပါရှင်းပြောရရင်တော့ Angela ရဲ့ basic က step ပြီးသွားရင် enemy ကို damage ပိုထိစေပြီးတော့ကိုယ်တိုင်ကြ movement speed ရမှာပါ skill 1 scorching breath Angela ရဲ့ skill 1 ကိုသုံးလိုက်မယ်ဆိုလို့ရှိရင် enemy စီကို fireball 5 လုံးပစ်လိုက်မှာပါ fireball တွေက enemy ကိုထိသွားမယ်ဆိုရင် magic damage 290နဲ့ level align 30% ထိစေမှာပါဒီတိုင်းမြေက crit တွေနဲ့ minion တွေပေါ်မှာလည်းအတူတူပဲလုပ်ပါတယ်ရှင်းပြောရရင်တော့ Angela ရဲ့ skill က enemy စီ fireball တွေပစ်ပြီးတော့ damage ထိစေမှာပါ skill 2 chaos cinder Angela ရဲ့ skill 2ကိုသုံးလိုက်မယ်ဆိုလို့ရှိရင် enemy စီကို fireball တစ်လုံးပစ်လိုက်မှာပါအဲ့ဒီ fireball က enemy ကိုထိသွားတာပဲဖြစ်ဖြစ်သူ့အကွာအဝေးအတွင်းရောက်လာတာပဲဖြစ်ဖြစ်မီးလေးပွေတစ်ခုပေါ်လာမှာဖြစ်ပြီးတော့ပထမဆုံးထိတဲ့ enemy ကို1စက္ကန့်ကြာ stun စီမှာပါမီးလေးပွေကအနီးနားမှာရှိတဲ့ enemy ကို3.5 စက္ကန့်တိုင်း magic damage 125နဲ့ level align 20% ထိစေပြီးတော့1.5 စက္ကန့်အကြာ 30% နှီးနေစီမှာပါရှင်းပြောရရင်တော့ Angela ရဲ့ skill 2ကိုသုံးလိုက်ရင်ပထမဆုံးထိတဲ့ enemy ကို stun စီပြီးတော့ damage နဲ့ slow ပေးမှာပါ skill 3 blazing brilliant Angela ရဲ့ skill 3ကိုသုံးလိုက်ရင်ဦးတည်ထားတဲ့နေရာကိုအလင်းတန်းတစ်ခုလွှတ်လိုက်မှာပါအဲ့ဒီလင်းတန်းသွားတဲ့လမ်းမှာရှိတဲ့ enemy တွေကို magic damage 150နဲ့ level align 21% ထိစေမှာပါ skill 3ဖွင့်ထားတဲ့အချိန်မှာဦးတည်ထားတဲ့နေရာကို joystick ကိုဖိပြီးတော့ရွှေ့လို့ရပြီးတော့3.5 စက္ကန့်အကြာမှာတော့ပြန်ဖြတ်လို့လည်းရအောင်ပါပြီးတော့ skill 3သုံးနေချိန်မှာ Angela ရှိတစ်ခုရမှာပါအဲ့ဒီရှိက crown control တွေကို immune ပြီးတော့ damage 150နဲ့ level align 88% အထိကာပေးဦးမှာပါရှင်းပြောရရင်တော့ Angela ရဲ့ skill 3ကိုသုံးလိုက်မယ်ဆိုလို့ရှိရင် enemy ကို damage ပေးပြီးတော့ Angela ကိုယ်တိုင်ကတော့ stun တွေကို immune ပေးတဲ့ရှိတစ်ခုရစီမှာပါAngela အတွက် skill combo ကတော့ skill 2 skill 1 skill 3ဖြစ်ပါတယ်ကျွန်တော်အနည်းလေးပြန်ပြပေးပါမယ်ဒီ combo ကတော့တကောင်တော့အတားလေးဖြတ်နိုင်ပါတယ်Angela အတွက် item နဲ့ Arcana တော့ပုံမှန်ပြထားတဲ့အတိုင်းပဲဖြစ်ပါတယ်Battle Spell ကတော့ Flash နဲ့ Sprint အပြင်အခြားကြိုက်တဲ့ဟာတွေနဲ့လည်းတွဲဆော့လို့ရပါတယ်Angela ရဲ့ guide လေးကတော့ဒီလောက်ပါပဲဗျဒီဗီဒီယိုလေးက brother တို့အတွက်အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်နောက်ဒီလို guide တွေကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော် channel လေးကို like and subscribe လုပ်ပြီးတော့ဘေးနား notification ခေါင်းလောင်းလေးကိုနှိပ်ထည့်ပြီးဖောင်းပြနောက်ထပ်လုပ်စီခြင်းတဲ့ hero တွေရှိရင်လည်း comment မှာ man ခဲ့လို့ရပါတယ်နောက်ထပ်ဗီဒီယိုတွေနဲ့ပြန်လာခဲ့ပါမယ်So this is Shiro Gaming see you next video